လုံးတော်တရားနာပိသပေါင်းတော်တို့နဲ့တကွလောကီတော်စင်များမိမိတို့ကြိုးစားအထောက်နေကြတဲ့သတိပဋ္ဌာန်ဘာဝနာမြင့်မြတ်တဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့နားလည်မှုတွေရှိစေဖို့ခွန်အားတွေဖြစ်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အခါအားလျော်စွာတရားဒေသနာများကိုဟောကြားရတယ်နားကြားရတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ခုလုပ်နေတဲ့လုပ်ငန်းကအကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးလုပ်ငန်းကြီးလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးသောအကျိုးကျေးဇူးကိုဖြစ်ထွန်းစေနိုင်တဲ့လုပ်ငန်းကြီးဖြစ်လို့ပါပဲဟုတ်လား။ဒီလုပ်ငန်းလောက်တန်ဖိုးရှိတဲ့ကြီးကျယ်မြင့်မြတ်တဲ့လုပ်ငန်းဆိုတာဒီပြင်မရှိပါဘူး။အကျိုးရလဒ်ချင်းနိုင်စာကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပေါ်လွင်တင်ရှားတယ်ပေါ့ဒီတရားဘာဝနာအထုတ်တဲ့လုပ်ငန်းကလွဲလို့တခြားဘယ်လုပ်ငန်းမျိုးမဆိုအဲ့ဒီလုပ်ငန်းတွေကြောင့်ရရှိနိုင်တဲ့အကျိုးရလဒ်ကဘယ်လိုပါလဲဒီမြင့်မြတ်တဲ့တရားဘာဝနာပွားများအထုတ်ရတဲ့လုပ်ငန်းရဲ့အကျိုးရလဒ်ကဘယ်လိုပါလဲလို့အကျိုးရလဒ်ချင်းနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းရဲ့ကြီးကျယ်မှုမြင့်မြတ်မှုဟာပိုပြီးတော့ပေါ်လွင်ထင်ရှားတယ်ပေါ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကဒီသတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ကိုကြိုးစားအထောက်ကြမယ်ဆိုလို့ရှိရင်မိမိရဲ့ခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာသဘာဝတရားတွေရဲ့ပုံမှာအမြဲမပြတ်အောက်မေ့ပြီးတော့တတိတွေစင်စစ်မပြတ်ဖြစ်အောင်ကြိုးစားအထောက်နိုင်မယ်ဆိုလို့ရှိရင်တတ္တနာဝိသုဒ္ဓိယကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဖြူစင်တန်ရှင်းအပြည့်ကင်းမယ်လို့အဲ့လိုမြတ်စွာဘုရားကအာမခံချက်နဲ့ဒီနိလန်းကိုပေးခဲ့တာပါသောကပရိဒေဝနာသမတိကမာယစိုးရင်စရာတွေငိုကြွေးစရာတွေကြုံလာတဲ့အခါမျိုးမှာစိုးရင်မှုငိုကြွေးမှုကိုလည်းပဲလွန်မြောက်သွားနိုင်လိမ့်မယ်ကျော်လွှားသွားနိုင်လိမ့်မယ်လို့မြတ်စွာဘုရားကအဲ့လိုအာမခံချက်နဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုချမှတ်ပေးခဲ့တာပါဟုတ်လားဒုက္ခဒေါမနတနာအထင်ကမာယကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကိုအပြည့်အစုံချုပ်ငြိမ်းသွားစေလိမ့်မယ်ဆိုတဲ့အကျိုးကျေးဇူးကိုလည်းရနိုင်လိမ့်မယ်ဆိုတဲ့အာမခံချက်နဲ့ဒီသတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ကိုမြတ်စွာဘုရားဟောခဲ့တာညာယတအဓိကမာယသစ္စာလေးပါးကိုထုတ်ထွင်းပြီးတော့တည်တဲ့မဲ့ဉာဏ်ကိုရပြီးတော့နိဗ္ဗာန်တသစ္စိကိရိယာယဒီဘဝမသေးခင်မှာကိုပဲနိဗ္ဗာန်ချမ်းသာကိုပုံဉာဏ်ဖြင့်ကျင့်ပန်းများစွာမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်လို့အဲ့ဒါလိုမြတ်စွာဘုရားကအထွတ်အထိပ်အကျိုးအာနိသင်ကိုပြပြီးတော့ဒီသတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ကိုမြတ်စွာဘုရားဟောပြခဲ့တာဟုတ်လားဒါကြောင့်ကိုလုပ်နေတဲ့လုပ်ငန်းစဉ်ဟာဘယ်လုပ်ငန်းမျိုးနဲ့မဆိုနှိုင်းယှဉ်မယ်ဆိုလို့ရှိရင်အထက်ဆုံးမှာအမြင့်ဆုံးမှာရှိနေတယ်ဆိုတာမသေးကြဘူးလားဗျာသိကြတယ်နော်အကျိုးရလဒ်ချင်းဒါဥရှင်တော်ကနှိုင်းယှဉ်ပြီးတော့ကြည်တာပေါ့ဟုတ်လားဒါကြောင့်စိတ်ရဲ့တန်ရှင်းစင်ကြယ်မှုသောကပရိဒေဝကိုကျော်လွှားနိုင်မှုဒုက္ခဒေါမနတကိုချုပ်ငြိမ်းသွားစေနိုင်မှုမဲ့ဉာဏ်ပုံဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ဒုက္ခခတ်သိချုပ်ငြိမ်းရမယ့်အနေအထားကိုရရှိနိုင်မှုဆိုတဲ့လွန်တရားမှမွန်မြတ်တဲ့ကြီးကျယ်တဲ့ကောင်းကျိုးချမ်းသာတွေကိုရရှိနိုင်တဲ့ဒီလုပ်ငန်းတွေကိုတရားမလို့ဘုန်းကြီးတို့တွေဟာယုံကြည်မှုထက်ထက်တန်တန်နဲ့ဟောဇွဲလုံးလာဝရိယပြင်းပြင်းထန်ထန်နဲ့တတ်နိုင်တယ်များကြိုးစားကြရမယ်ပေါ့ဟုတ်လားအထူးသဖြင့်မိမိတို့အချိန်ယူပြီးတော့ဒီ9ရက်တာတရားစခန်းမှာနော်ယုံပေးရလည်းမဟုတ်ပါဘူးနော်တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကိုင်တွေကိုစွန့်ပြီးတော့ဒီမြင့်မြတ်တဲ့လုပ်ငန်းကိုလုပ်မယ်ဆိုပြီးတော့ဒါအလွန်မမြတ်တဲ့ရည်ရွယ်ချက်နဲ့လာကြရတာဟုတ်လားအေးအဲ့တော့ရောက်လာတုန်းလေးမှာလုပ်မယ်ဆိုတဲ့အလုပ်ကလေးကိုပြီးပြင်းတိတိရောက်ဖြစ်အောင်လုပ်ကြရမှာနော်ဘယ်သူမှဒါကိုဝိုင်းဝန်းပြီးတော့လုပ်လို့ဖြစ်တဲ့ကိစ္စလည်းမဟုတ်တော့ကိုယ်အနေထားကိုယ့်ကိုယ်နားလည်ပြီးတော့ကိုယ်တိုင်ပဲကြိုးစားအထုံးမှနော်ကိုရကျင်တာလေးရပြီးတော့နော်ကျင့်နှမှုဆိုတဲ့ချမ်းသာကိုရနိုင်မှာဟုတ်လားအဲ့တော့ဒီကနေ့ပြောနေတာကဒီလောက်တန်ဖိုးရှိတဲ့မြင့်မြတ်တဲ့လုပ်ငန်းဒီလောက်အကျိုးကြီးတဲ့လုပ်ငန်းကိုလုပ်တဲ့နေရာမှာအခက်အခဲဆိုတာကတော့တွေ့ရလိမ့်မယ်ဆိုတာကိုပြောခြင်းနော်ဒီလောက်တန်ဖိုးမရှိတဲ့ဒီလောက်ဘိုးမတန်တဲ့အလုပ်တွေကိုလုပ်တာတော့အခက်အခဲကတော့ရှိနေတာပဲလေဟုတ်လားအကျိုးရလဒ်အကြီးကျယ်ဆုံးသောအရာကိုဖြစ်စေနိုင်တဲ့အလုပ်မှာအခက်အခဲရှိမယ်ဆိုတာကတော့တန်တရားဖြစ်เสียမရှိဘူးဟုတ်လားအဲ့တော့အဲ့ဒီအခက်အခဲတွေကိုကိုကသိခံနိုင်မှုနဲ့နားလည်နိုင်မှုတွေနဲ့ကျော်လွှားနိုင်အောင်ကြိုးစားကြရအောင်တော့ဒီအခက်အခဲတွေကဘာတွေတော့ဆိုတော့အထူးသဖြင့်တော့တရားထုတ်နေတဲ့အချိန်မှာဆင်းရဲတယ်ဆိုတဲ့ဒုက္ခဝေဒနာ
ဒုက္ခဝေဒနာကြီးကတရားဓမ္မတို့ဦးဇင်းတို့ခုထိုင်နေတဲ့အချိန်မှာဒါအကြီးအကျယ်အစင်မပြေမှုကြီးလို့များသောအားဖြင့်ထင်ကြတာပေါ့နော်တရားဓမ္မသူဟာအစင်မပြေမှုကြီးလို့ပြောမယ်ဆိုရင်မကြော်လွှားနိုင်ဘူးဆိုရင်တော့အစင်မပြေမှုကြီးပါပဲကြော်လွှားနိုင်မယ်ဆိုရင်တော့လည်းပဲသူဟာအတွေ့အကြုံတစ်ခုပါပဲဟုတ်လားဒါကတော့သေချာပေါက်တွေ့ရဒုက္ခဝေဒနာဆိုတာဘာလို့တွေ့တာတော့ဒုက္ခဝေဒနာတွေဘာလို့ဖြစ်တာတော့ဣရိယာပုဂ္ဂိုလ်မပြောင်းလဲပဲနဲ့ဒီတိုင်းထိုင်နေမှာတော့ဒုက္ခဝေဒနာကဖြစ်လာမှာပဲလေဒါဘာမှစမ်းကြတဲ့ကိစ္စမဟုတ်ဟုတ်လားတွေ့ကြောလေကြောတွေကအကုန်လုံးဖိရိပြီးတော့ထိုင်ထားတဲ့ခါကျတော့ခံရခက်တယ်ဆိုတဲ့ဝေဒနာကဒါဖြစ်လာမှာပဲနော်တရားထိုင်လို့တရားမှတ်လို့ဒုက္ခဝေဒနာကြီးကဖြစ်လာတာမဟုတ်ပါဘူးဒုက္ခဝေဒနာဖြစ်နိုင်တဲ့ဣရိယာပုအနေထားနဲ့နေလို့ဒုက္ခဝေဒနာကဖြစ်လာတာဖြစ်လာတဲ့ခါမှာကိုကပြောင်းလိုက်မယ်ပြင်လိုက်မယ်ဆိုရင်အဲ့ဒီဒုက္ခဝေဒနာရှိအောင်မလားမရှိတော့သို့တော့ကိုကထိုင်နေတဲ့အချိန်မှာတော့ငါဒီထိုင်အတွင်းလေးမှာနောက်ဖြစ်ပေါ်လာတဲ့အနေအထားအကောင်းအဆိုးမျိုးမျိုးကိုတတ်နိုင်တဲ့များသတိထားပြီးတော့နေမယ်ဟဲ့ဆိုပြီးတော့အဋ္ဌာန်လေးနဲ့မုံမြတ်တဲ့ရွှေကြလေးနဲ့ထိုင်နေတော့ဝေဒနာတွေကထင်ရှားလာမှာပေါ့နောက်အခြေအနေကလည်းပဲဒုက္ခဝေဒနာဖြစ်အောင်နောက်ထိုင်နေတဲ့အခြေအနေမျိုးဖြစ်နေတယ်ပြီးတော့တခုကလည်းပဲကိုကဒီခန္ဓာမှာဖြစ်နေတဲ့အနေအထားတွေအခြေအနေရက်ကိုတတိနဲ့ကိုကဆင်ញံသုံးသပ်နေတဲ့အခါမှာဒီအာယုံကပို့ပြီးတော့လည်းပေါ်လွင်ထင်ရှားဖို့ရှိလာတယ်ဒီပြင်အခြေအနေမှာတော့ကိုကကိုယ်အာယုံနဲ့ကိုပြောနေမယ်ဆိုနေမယ်တွေးနေမယ်ကြံနေမယ်ဆိုတော့ဒီမှာဖြစ်နေတဲ့ဟာကတိတ်ပြီးတော့မထင်ရှားဘူးကိုကတက်မဲ့ဒါကိုထိုင်ပြီးတော့ကိုကနော်မတိအောင်မမြင်အောင်ကြည်နေတဲ့အနေအထားမျိုးဆိုတော့အဲ့ဒါကြောင့်လည်းပဲဝေဒနာတွေကပို့ပြီးတော့ထင်ရှားလာတယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဒီဒုက္ခဝေဒနာဆိုတာကနော်တရားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်နော်အစကနဦးမှာဒါအလွန်တရာမှခက်ခဲတဲ့ကိစ္စကြီးလို့တချို့ထင်ကြမယ်ပေါ့နော်အမှန်အဲ့လိုမထင်သင့်ဘူးဟုတ်လားဒီနေရာမှာဦးဇင်းတို့ဝေဒနာနဲ့ပတ်သက်ပြီးတော့ဒီကနေ့နည်းနည်းလေးဦးဇင်းပြောပြပါမယ်ဟုတ်လားဝေဒနာကိုအများဖြင့်မြတ်စွာဘုရားက2မျိုးဟောတာလည်းရှိတယ်3မျိုးဟောတာလည်းရှိတယ်5မျိုးဟောတာလည်းရှိတယ်6မျိုးဟောတာလည်းရှိတယ်ဝေဒနာကိုပုဂ္ဂိုလ်တ attva တို့ရဲ့အကြိုက်တဲ့အားလျော်စွာအမျိုးမျိုးမြတ်စွာဘုရားအကြောင်းပရိယေနဲ့ဟောတာပါအတိများတာကတော့ဝေဒနာကိုဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာလို့ဒီလိုအတိများတယ်ဟုတ်လားနောက်ထပ်အတိများသေးတာက5မျိုးအတိများတာလည်းရှိတယ်အဲ့ဒါပေါင်းဆိုဒုက္ခဝေဒနာသောမနတဝေဒနာဒုက္ခဝေဒနာဒေါမနတဝေဒနာအဒုက္ခမဒုက္ခဝေဒနာဆိုတဲ့ဥပိ္ပခဝေဒနာဒုက္ခဝေဒနာနဲ့သောမနတဝေဒနာရဲ့အထူးကဘာလဲဒုက္ခဝေဒနာဆိုတာကိုယ်ရဲ့ချမ်းသာခြင်းဟုတ်လားဒီခန္ဓာကိုယ်ကြီးမှာဆင်းပြေးနေတာနေရထိုင်ရတာတတ်တာပြီးတော့ခန္ဓာကိုယ်ကြီးချမ်းသာသောမနတဝေဒနာဆိုတာစိတ်ရဲ့ချမ်းသာခြင်းနော်စိတ်ထဲမှာတက်တက်ချမ်းသာဆင်းပြေးတာဟုတ်လားဒုက္ခဝေဒနာဆိုတာကိုယ်ရဲ့ဆင်းရဲခြင်းနော်ညီညွတ်ရအောင်အော်ရအောင်ထင်ရှားပါတယ်ဒေါမနတဝေဒနာဆိုတာကစိတ်ရဲ့ဆင်းရဲခြင်းခန္ဓာကိုယ်ကြီးဘာမှထိခိုက်မှုမရှိတော့လည်းပဲစိတ်ထဲမှာဆင်းရဲနေတာပူလောင်နေတာပင်ပန်းနေတာကြောင်းကြမှုတွေတောင်းတမှုတွေနဲ့စိတ်ထဲမှာမသက်မသာဖြစ်နေတဲ့သဘောမျိုးကိုဘာပြောတော့ဒေါမနတဝေဒနာနောက်ဥပိ္ပခဝေဒနာကိုမြတ်စွာဘုရားကအဒုက္ခမဒုက္ခဝေဒနာလို့ဒီလိုလေးဟောတာရှိတယ်အဒုက္ခမဒုက္ခဝေဒနာစိတ်ဝင်စားတဲ့အကောင်းအဒုက္ခဆင်းရဲတာမဟုတ်ဘူးတဲ့အတုမဒုက္ခဆိုတော့အဒုက္ခဆိုတော့ချမ်းသာတာလည်းဟုတ်ဘူးတဲ့တော့ဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်ဘူးနော်ဆင်းရဲခြင်းလည်းမထင်ရှားဘူးချမ်းသာခြင်းလည်းမထင်ရှားဘူးအလေအလတ်အလွန်တတိဝရိယဉာဏ်ပညာကြီးမှထင်ရှားနိုင်တဲ့သိနိုင်တဲ့ဝေဒနာလို့ဦးဇင်းထင်ပါတယ်ဥပိ္ပခဝေဒနာအဲ့ဒါလူဘဝကြီးမှာနော်သိဖို့အလွန်ခက်ပေမဲ့လို့အဖြစ်များဆုံးကအဲ့ဒီဥပိ္ပခဝေဒနာပဲတဲ့ဒါလေးဒီဆိုဘုရားကြီးဆုံးဖြတ်ပြတယ်ပေါ့နော်လူဘဝမှာချမ်းသာခြင်းဆင်းရဲခြင်းဆိုတဲ့ဒုက္ခဝေဒနာတွေဆိုတာကဘဝမှာရံဖန်ရံခါလောက်ပဲကြိုးကြလောက်ပဲဖြစ်တယ်တဲ့။အဖြစ်များတာကအမြဲတစေလို့ဖြစ်နေတာကအဲ့ဒီပထင်ရှားတဲ့ဥပိ္ပခဝေဒနာတွေပဲ။ဟုတ်လား။အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကဝေဒနာတွေရဲ့သဘောတဘာဝဒီခံစားချက်တွေရဲ့သဘောတဘာဝကိုမသိဘူးဆိုလို့ရှိရင်ဝေဒနာရဲ့နောက်မှာနော်ကိလေသာတရားတွေဖြစ်လာမယ်လို့ဟောတယ်။ဝေဒနာရဲ့သဘောတဘာဝအမှန်ကိုသိမယ်ဆိုရင်တော့ဝေဒနာရဲ့နောက်မှာဝေဒနာရဲ့သဘောကိုသိတဲ့ပညာဖြစ်လာတယ်
ဒီနေရာမှာဝေဒနာရဲ့သဘောကိုအမှန်အကန်မသိလို့ဝေဒနာရဲ့နောက်မှာဘယ်လိုကိလေသာတွေဖြစ်လာမလဲဆိုတာကိုမြတ်စွာဘုရားကသူ့ခွဲတန်းလေးနဲ့သူဟောထားတာရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာဆိုတဲ့ဝေဒနာ၃ပါးရဲ့နောက်မှာသူတို့ရဲ့သဘာဝကိုမသိရင်ဖြစ်ပေါ်လာမဲ့ကိလေသာခွဲတန်းနော်ဒုက္ခဝေဒနာရဲ့နောက်မှာမသိဘူးဆိုရင်တော့ရာဂနုတ္တယကိမယ်တဲ့ရာဂနုတ္တယဆိုတာလောဘကိုပြောတာကောင်းတယ်ဆိုရင်ကြိုက်တယ်ဆိုတာဖြစ်လာဒါသဘာဝပဲကိုကဘာမှကြိုးစားအထုံးမှုမရှိဘူးဆိုရင်ကောင်းတယ်ဆိုတဲ့ထင်ရတယ်ဆိုတာတွေရဲ့နောက်ွယ်မှာတောက်လျှောက်ကြိုက်တယ်ဆိုတာတခါတည်းပါပြီးသားပဲဟုတ်လားဒုက္ခဝေဒနာမှာမတည်ဘူးဆိုရင်ဘာအန္တရာယ်ရှိတော့ဆိုတော့လောဘဖြစ်မဲ့အန္တရာယ်ရှိတယ်ဒုက္ခဝေဒနာရဲ့နောက်မှာသူ့ကိုမတည်ဘူးဆိုလို့ရှိရင်ပဋိက္ခဏုတ္တယကိန်းနေတဲ့ပဋိက္ခဆိုတာဒေါသကိုပြောတာအကောင်မှုဆိုးဝါးလိုက်တာဆိုရင်မုန်းလိုက်တာမကြိုက်ဘူးမနစ်သက်ဘူးဆန့်ကျင်ကန့်ကွက်စိတ်ပြက်တယ်ဆိုတဲ့ဒေါသဖြစ်လာဒုက္ခရဲ့နောက်မှာဘာရှိတော့အန္တရာယ်ကဒေါသရှိတယ်မတည်ဘူးဆိုရင်ပေါ့နော်အဒုက္ခမဒုက္ခလို့ဆိုတဲ့ဆင်းရဲခြင်းချမ်းသာခြင်းမထင်ရှားတဲ့အလယ်လက်ဥပိ္ပခဝေဒနာရဲ့နောက်မှာတော့မတည်ဘူးဆိုရင်ဘာရှိလာနိုင်တော့ဆိုတော့အဝိဇ္ဇာနုတ္တယကိန်းတဲ့အဝိဇ္ဇာဆိုတာမောဟသစ္စာလေးပါးကိုမသိတဲ့သဘောလို့အကျဉ်းမြင့်အဓိပ္ပာယ်နားလည်ထားကြတယ်မောဟဟုတ်လားဒါစဉ်းစားတော့ဒုက္ခဒုက္ခဥပိ္ပခဝေဒနာ၃မျိုးရဲ့နောက်မှာမသိခဲ့ဘူးဆိုလို့ရှိရင်နားမလည်ခဲ့ဘူးဆိုလို့ရှိရင်လောဘဒေါသမောဟကိလေသာတရား၃မျိုးဖြစ်လာဒါကတော့ဦးဇင်းတို့ကြားဖို့နေကြစကလုံးလေး၃လုံးနော်လောဘဒေါသမောဟလည်းကြားဖို့နေကြစကလုံး၃လုံးဆိုတော့စကလုံး၆လုံးပဲဒုက္ခဒုက္ခဥပိ္ပခလောဘဒေါသမောဟအကျဉ်းပြင်းရေဘူးရခွဲတန်းလေးကအဲ့ဒီတိုင်းသွားမယ်နော်ဝေဒနာရဲ့သဘောကိုမသိဘူးဆိုရင်အတိုင်းတိုင်းသွားမှာနော်အဲ့တော့ထိုင်းနေတုန်းလည်းပဲတရားထိုင်နေတုန်းလည်းပဲဝေဒနာကဖြစ်မှာပဲဝေဒနာဆိုတာကပုံမှန်လည်းပြောရရင်စိတ်ဖြစ်တိုင်းဖြစ်တာနော်ဝေဒနာကိုမဖြစ်အောင်လုပ်လို့မရနော်ဦးဇင်းတို့ခန္ဓာစီရဲ့ပုံမှာဝေဒနာဧည့်သည်များဆိုတော့ဧည့်သည်နဲ့တူတော်ရာများဆိုတဲ့တရားလေးတွေကိုဟောထားတာရှိတယ်နော်ဒီခန္ဓာကိုယ်ကဇေယျကြီးပဲမြတ်စွာဘုရားရဲ့အလိုတော်ရခန္ဓာကိုယ်ဟာဘာကြီးတော့ဇေယျကြီးပဲတဲ့ဒုက္ခဒုက္ခဥပိ္ပခာဆိုတဲ့ဝေဒနာတွေကတော့အဲ့ဒါလာရောက်တဲခိုကြတဲ့ဧည့်သည်တွေပဲတဲ့အဲ့ဒါမြတ်စွာဘုရားကအဂါရသုတ်တံမှာအဲ့ဒီတိုင်းဟောထားတာယဟန်တို့တဲ့အဲ့ဆိုလမ်းကလမ်းလေးကွာမှာဒုရကတဲခိုဖို့စောက်ထားတဲ့ဇေယျကြီးတစ်လုံးရှိတယ်ဆိုကြပါစို့နော်အဲ့ဒါရက်လေးမျက်နှာရက်ရှင်းမျက်နှာကအလွှာမျိုးစုံကလူမျိုးတီးတီးလာရောက်ပြီးတော့တဲခိုကြမယ်ဇေယျကြီးဆိုတော့ဇုံကတော့မြေတော့နေမှာတော့မဟုတ်ဘူးရောက်လာတဲ့တဲခိုတဲ့ပြီးပြန်သွားကြတယ်ဟုတ်လားအဲ့ဒီဥမာတိုင်းပဲဒီခန္ဓာကိုယ်ဟာဇေယျကြီးနဲ့အလွန်တူတယ်တဲ့မြတ်စွာဘုရားကဟုတ်လားပဂရိဇေယျကြီးဘောကိုဧည့်သည်မျိုးစုံလာရောက်တဲခိုကြတယ်လို့ဒီခန္ဓာဇေယျဘောကိုလည်းပဲလာရောက်တဲခိုကြတဲ့ဧည့်သည်တွေကဘယ်သူတွေလဲဆိုတော့ဝေဒနာတွေပဲလို့အဲ့လိုဟောတယ်တော့ဒီနေရာမှာဦးဇင်းတို့ဒီခန္ဓာကိုယ်ဇေယျကြီးနဲ့ဝေဒနာဧည့်သည်တွေရဲ့အကြောင်းကိုစဉ်းစားတဲ့နေရာမှာပဂရိဇေယျနဲ့ပဂရိဧည့်သည်ရဲ့အကြောင်းကိုနည်းနည်းတော့စဉ်းစားကြည့်တယ်ပဂရိဇေယျကြီးတစ်လုံးနော်ဧည့်သည်တွေကိုဘယ်လိုဧည့်သည်ပဲလာခဲ့ဘယ်လိုဧည့်သည်တော့မလာခဲ့နဲ့လို့သူ့မှာကန့်သတ်ခွင့်မရှိဟုတ်တယ်မဟုတ်လားပဂရိဇေယျကြီးကန့်သတ်လို့မရဘူးနော်ဧည့်သည်လာရောက်တဲခုပြီဆိုလို့ရှိရင်လည်းပဲဟာမင်းတို့ကတော့နေတာထိုင်တာသိကောင်းတာပဲဒါကြောင့်မင်းတို့ဒီမှာနေကြအောင်လို့သူတို့ကိုဆွဲခေါ်ထားလို့လည်းမရမင်းတို့ကတော့နေရာထိုင်တာအရင်ဗျံမရာဆန်တယ်ဒါကြောင့်ငါ့ပေါ်လာပြီးတော့မတဲခိုရနဲ့လို့မကြိုက်တဲ့လူကိုလည်းပဲဧည့်သည်ကိုလည်းနှင်ထုတ်လို့မရကြိုက်လို့လည်းဆွဲထားလို့မရဘူးမကြိုက်လို့လည်းနှင်ထုတ်လို့မရလာပါလို့လည်းခေါ်ခွင့်မရှိဘူးသူတို့သွားပါလို့လည်းနှင်ခွင့်မရှိဘူးလာသမျှကိုကောင်းကောင်းဆိုးဆိုးမျိုးမျိုးသူလက်ခံရတယ်ပဂရိဇေယျဟာပဂရိဧည့်သည်ပုံမှာသူဘာမှတုံ့ပြန်နိုင်စွမ်းဝင်ရောက်ဆွတ်ဖက်နိုင်စွမ်းဘာမှမရှိဘူးနော်အဲ့လိုပဲအဲ့ဒါနဲ့လည်းအလွန်တူတယ်လို့ဦးဇင်းကတင်ဒီခန္ဓာဇေယျကြီးပေါ်မှာဝေဒနာတွေရောက်လာတယ်ဒီခါမှဦးဇင်းတို့တွေကန့်သက်ခွင့်မရှိဘူးသူအကြောင်းတိုက်ဆိုင်တယ်လို့ဖြစ်လာမယ်ဝေဒနာတွေကနော်ဒုက္ခဝေဒနာဖြစ်เสียအကြောင်းရှိရင်ဒုက္ခဝေဒနာဖြစ်မယ်ဒုက္ခဝေဒနာဖြစ်เสียအကြောင်းရှိရင်ဒုက္ခဝေဒနာဖြစ်မယ်ဒုက္ခဒုက္ခဖြစ်ခြင်းဒီကိုယ်သဘောကိုယ်ဆန္ဒပေါ်မှာမူတည်တာမဟုတ်အကြောင်းတရားပေါ်မှာမူတည်တာကိုယ်သဘောကိုယ်ဆန္ဒအလျောက်ဝေဒနာတွေဖြစ်ခွင့်ရှိတယ်ဆိုရင်ဆင်းရဲတဲ့လူရဲ့လို့ပဲရှိမလဲနော်ဆင်းရဲတဲ့ဝေဒနာတွေမလာခဲ့နဲ့မင်းတို့လာခွင့်မရှိဘူးဟုတ်လားချမ်းသာတဲ့ဝေဒနာတွေပဲလာခဲ့လို့ကိုယ်ကန့်တတ်ထားမှာအဲ့လိုလုပ်လို့ရကြလားမရဘူးနော်ဆင်းရဲတဲ့အကြောင်းကြုံရင်ဆင်းရဲမှာပဲချမ်းသာတဲ့အကြောင်းကြုံရင်
ချမ်းသာမှာပဲတချို့ကကပ်ပြီးတော့ပြောခြင်းပြောမှာပေါ့ဦးဇင်းရဲ့ကောင်းတာလေးတွေသွားစားလိုက်ရင်အခုတောက်လျှောက်ဒုက္ခဝေဒနာဖြစ်တယ်ဒါတပည့်တော်လှုပ်လိုက်တာတပည့်တော်အစွမ်းငါအစွမ်းလို့သူတို့ကထင်ကောင်းထင်မယ်အဲ့ဒါငါအစွမ်းမဟုတ်ပါဘူးကောင်းတာစားလို့ချမ်းသာတယ်ဆိုတာအစာနဲ့ရှာရဲ့အစွမ်းဘယ်လိုအစွမ်းဒါတော့ကိုအစွမ်းထင်နေတာဟုတ်လားရှာမကောင်းဘူးကျမရေးဟာလို့စားရင်ဒီတောက်ချင်သိမရှိဘူးဆိုရင်လည်းတော့ကောင်းတာတွေစားမကောင်းပါဘူးနော်အစာအာဟာရကိုမျောနေတဲ့အတိုင်းအစင်မပြေဖြစ်နေမယ်ဆိုရင်လည်းစားရင်လည်းဒေါသဖြစ်ရအောင်ပဲဟုတ်လားအဲ့တော့ပြောရင်တာကပဂရိဇယဟာပဂရိဧည့်သည်တွေရဲ့ပုံမှာကန့်သက်ချုပ်ချယ်လို့မရတယ်လို့ဒီခန္ဓာဇယဟာလည်းဝေဒနာဧည့်သည်တွေကိုကန့်သက်ချုပ်ချယ်လို့မရဘူးအကြောင်းရှိသည့်အားလျော်ဆိုတော့သူတို့ရောက်လာမှာပဲအဲ့တော့ဒီဝေဒနာကိုမြတ်စွာဘုရားကဧည့်သည်လို့ဟောတဲ့ဒေသနာကိုတေချာစဉ်းစားကြည့်ရင်ဒီဧည့်သည်ကမလာအောင်တားလို့မရဟုတ်လားဝေဒနာမဖြစ်အောင်လုပ်လို့မရအဲ့တော့ဝေဒနာကဘာလုပ်ရမှာလဲလို့မေးရင်နားလေအောင်လုပ်ရမလုပ်ရမှာနားလေအောင်လုပ်ရမှာနားလေအောင်လုပ်ရမှာတော့နားလေမှတစ်ဆင့်တက်ပြီးတော့ခန္ဓာကြီးရှိတယ်သိခံနိုင်တယ်ဆိုတာတွေကဖြစ်လာနားလေတာကပညာပဲခန္ဓာကြီးရှိတယ်ဆိုတာကခန္တီပဲဟုတ်လားအဲ့တော့ဒကာတော်မတို့ဦးဇင်းတို့ဒီတရားလုပ်ဖို့အထုတဲ့နေရာမှာဦးဇင်းတို့ဒီဒုက္ခဝေဒနာဆိုတဲ့မလိုလားအပ်တဲ့ကိုမကြိုက်တဲ့ဒီခံစားချက်ကြီးနဲ့တွေ့လာတဲ့အခါမှာသူ့ကိုကကောင်းကောင်းမွန်မွန်ကြော်လွှမ်းနိုင်ဖို့ဆိုတာကသူနဲ့တွေ့တဲ့အခါမှာဒေါသမဖြစ်ဖို့နော်ဒေါသမဖြစ်တာကိုကြော်လွှမ်းနိုင်တယ်လို့ပြောတာသူနဲ့တွေ့လာတဲ့အခါမှာဒေါသဖြစ်တယ်စိတ်ထဲမကြဖြစ်တယ်ဒါကြီးကဘလို့ပြောင်းမလဲမသိဘူးလာပြန်ပြီးခိုင်းအချင်းကကြာလာပြန်ပြီးဟာတခါတော့အောင့်အီးပြီးတော့ဒေါသတွေဖြစ်နေရင်အဲ့ဒါတရားထိုင်နေတဲ့ဘာဖြစ်နေအကုသိုလ်ဖြစ်နေတာပဲအဲ့ဆိုဒီဝေဒနာကိုဘာဖြစ်တော့မကြော်လွှမ်းနိုင်အဲ့တော့ဝေဒနာကိုကြော်လွှမ်းတယ်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းကြိုက်တာကတော့ဝေဒနာမဖြစ်အောင်လုပ်တာမဟုတ်ဘူးဟုတ်လားဖြစ်လာတဲ့ဝေဒနာနဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်တာကိုဝေဒနာကိုကြော်လွှမ်းနိုင်တယ်လို့ဒီလိုပြောခြင်းတော့ပေါက်လာကြဒုက္ခဝေဒနာမှဖြစ်တာမဟုတ်ဘူးဒုက္ခဝေဒနာလည်းဖြစ်တာပဲနော်ဒုက္ခဝေဒနာဖြစ်ရင်လည်းမသိရင်ဘာဖြစ်မလို့အန္တရာယ်ကယာခဆိုတဲ့ဆွဲမဲ့မှုရှိတယ်ဟုတ်လားခုလူတွေကဒုက္ခဝေဒနာဖြစ်လို့တော့ယာကဖြစ်တာကိုကြတော့အခက်အခဲလို့သိပြီးတော့မအောင်မေဘူးကောင်းလိုက်တာတရားထိုင်လို့အောင်လိုက်တာသိရှင်ပြေတာပဲဟုတ်လားအရှင်ပြေတာကဉာဏ်တွေပါလေးဖြစ်တာကိုသူတို့ကသိရည်ညွှန်းတာမဟုတ်တော့အေးချမ်းချမ်းလေးဖြစ်နေတော့ဒါလေးကိုခံစားပြီးတော့ဒါလေးကိုကြိုက်ပြီးတော့နေတာအဲ့တော့အန္တရာယ်ကဘုံဆိုနောက်တစ်ခါထိုင်လာပြီဆိုရင်အဲ့ဒါကိုမျောတော့တာပဲဟိုတနေ့ကငါထိုင်လာရှိသေးနိုင်ဝလောက်ရှိသေးတော်တော်ကောင်းတယ်ဒီနေ့ဘလို့ဖြစ်နေတယ်မသိဘူးဟုတ်လားတယောက်တည်းလူကျင်တာမရတဲ့ခါကျတော့ဘာဖြစ်တော့ဒေါသဖြစ်လာပြန်တယ်လောဘနဲ့ဒေါသနဲ့တလဲတိနှစ်ပန်းလုံးနေတာနောက်ကမောဟကကြိုးကင်တယ်ဘာဖြစ်လို့ဖြစ်နေမှကိုမသိဘူးတရားထိုင်ရင်လည်းဖြစ်နေတဲ့အခက်အခဲလေးတွေပေါ့ဟုတ်လားအေးအဲ့တော့ဝေဒနာဆိုတာပြည့်တဲ့ပေါင်းတို့အောင်လို့အလုံးအောင်ဘာဖြစ်အောင်လုပ်ရမှာလို့ဆိုတော့နားလည်မှုရှိအောင်ကြိုးစားရမှာမလာအောင်တားရမှာမဟုတ်ဘူးနော်သူ့ကိုနှင်ထုတ်လို့လည်းမရပါဘူးအကြောင်းရှိနေရင်နော်အကြောင်းမရှိဘူးဆိုရင်ဆွဲခေါ်လို့လည်းမရပါဘူးသူကသူ့သဘောပါအဲ့တော့ကိုကဘာလုပ်ရမှာလို့ဆိုတော့နားလည်အောင်ကြိုးစားရမှာနားလည်မှသိခံနိုင်ရင်ရှိအဲ့ဒီမှအစဉ်ပြေဟုတ်လားဒုက္ခနဲ့တွေ့လည်းပဲသူ့ကိုနားလည်အောင်ကြိုးစားဒုက္ခနဲ့တွေ့လည်းပဲသူ့ကိုတော့နားလည်အောင်ကြိုးစားအဲ့တော့ဦးဇင်းတို့အခုပြောနေတာဝေဒနာကိုနားလည်အောင်နားလည်မှုဆိုတဲ့စကားလုံးကိုထပ်ခါပြောရတယ်ဟုတ်လားအဲ့လိုဆိုရင်ဝေဒနာကိုဘယ်လိုနားလည်ရမှာတော့သူ့ရဲ့အမှန်သဘာဝကိုနားလည်ရမှာအဲ့တော့သူ့ရဲ့အမှန်သဘာဝကဘာလို့ဆိုတော့အနိစ္စပဲဒါကကောင်းကောင်းကိုစိတ်ထဲမှာဆွဲနေရမယ့်အချက်ပဲနော်ဝေဒနာရဲ့အမှန်တဘာဝကဘာလို့လဲအနိစ္စပဲတီးနေတာမြင်နေတာမဟုတ်ဘူးစောစောကမြတ်စွာဘုရားပြောတဲ့ဒေသနာရပြောဆိုဧည့်သည်ပဲလေအကြောင်းရှိလို့ရောက်လာတယ်ပြီးရင်သူအမြဲနေတာမဟုတ်နော်ဧည့်သည်အဝင်ထွက်ရှုပ်ထွေးတဲ့ဇေယျကြီးတစ်လုံးကိုဒုက္ခရောက်လာလိုက်ဒုက္ခရောက်လာလိုက်ဥပေက္ခကတော့အပင်နိုင်လို့သူကရှိနေတယ်ဆိုကြပါစို့ဖြစ်နေတယ်ဆိုကြပါစို့ဟုတ်လားအေးအဲ့တော့ဝေဒနာရဲ့သဘောကိုနားလည်ရမယ်ဆိုတာဘာကိုနားလည်ရမှာလို့ပြောတာလဲသူတို့ဖြစ်လာတယ်မြဲနေနေတာမဟုတ်ဘူးသူတို့ဟာမတည်တဲ့မမြဲတဲ့သဘာဝတရားဆိုတဲ့အနိစ္စအချက်ကိုမြင်အောင်ကြည့်ရမယ်နော်အသစ်ဖြစ်လာတယ်အဲ့ဒါမရှိတော့ဘူးနောက်ထပ်ဖြစ်တယ်တခါလေဒုက္ခတွေဖြစ်နေတယ်ဥစဉ်ရဲ့ဒုက္ခတွေကအချားကြီးဖြစ်နေတာဘယ်နာဘယ်ချိန်ပြတ်သွားတာလဲလို့ထင်ကောင်းထင်မယ်နော်အဲ့ဒါကဒုက္ခပြီးဒုက္ခဆက်နေတာကိုကဒါကိုပိုင်းဖြတ်ပြီးတော့မကြည့်နိုင်တဲ့အခါကျတော့အဆိုင်ခဲကြီးတစ်ခုနေနဲ့အလုံးခဲကြီးတစ်ခုနေနဲ့အကြီးကြီးထင်တော့ကိုယ်အများကြီးလွှမ်းမိုးသွားတကယ်တမ်းကကိုယ်ပိုင်းဖြတ်နိုင်ဖို့လိုတယ်အဲ့မှာစောစောကလှုပ်ထားတဲ့ပစ္စုပန်ဆိုတာလေးဟုတ်လားအခုလုံးလုံးစေဖြစ်နေတယ်ဆိုတာလေးကိုတတိအဲ့ဒီချိန်မှာအယံဝင်ဖို့လိုတယ်နော်တတိကစဉ်ဆက်မပြတ်ဝင်နေဖို့လိုတယ်နော်
ခုခံစားတာကိုတီးလိုက်တယ်ခံစားတာကိုတီးလိုက်တယ်တီးလိုက်တယ်တီးလိုက်တယ်အတိတက်ပြီးတော့လိုက်ရမယ်ဟုတ်လားအဲ့တော့စောစောကတီးလိုက်တာနဲ့စောစောကအတိခံရတဲ့ခံစားမှုကတကယ်တမ်းကမရှိတော့ဘူးနော်နောက်တီးတာနဲ့နောက်တီးတာကိုခံလိုက်ရတဲ့ခံစားချက်ဒါပဲလေဒီလိုအတွဲလိုက်သူသွားနေတာဒါကတတိအရန်စိတ်မှပြီးတော့တီးနိုင်တာနော်ဆင်ကျင်တာနဲ့တီးတာကသိပြီးတော့အရေးမပါလာဘူးဗောနော်ဒီနေရာမှာကုသိုလ်မရဘူးလို့မဆိုလိုပါဘူးဆင်ကျင်ဉာဏ်နဲ့သိတာလည်းပဲအများကြီးကောင်းပါတယ်စိတ်ဓာတ်မရဉာဏ်နဲ့သိတာဟုတ်လားသို့တော့ဒီနေရာမှာတတိထားပြီးတော့ဒါလိုက်ထားနေတော့တတိထားနေတော့သူ့ကိုကြည့်နေတော့မှပဲသူကမရှိတော့ဘူးနောက်ထပ်တစ်ခုဖြစ်နေတယ်အဲ့ဒါကိုကြည့်နေတော့မှပဲအဲ့ဒါမရှိတော့ဘူးနောက်ထပ်တစ်ခုထပ်ဖြစ်လာပြန်တယ်အဲ့ဒါလိုလက်တွေ့နော်ဝေဒနာကိုကြည်ရင်းနဲ့ဝေဒနာရဲ့မရှိတော့တဲ့သဘောမရှိတော့တဲ့သဘောဒါကိုဘာလို့အောင်မြင်အောင်ကြိုးစားပဲအဲ့လိုမြင်ဖို့ဆိုရင်ဘာအားကောင်းအောင်တတိအားကောင်းရမယ်တတိအားကောင်းဖို့ဆိုရင်ဘာအားကောင်းမလဲဝရိယအားကောင်းရမယ်ဝရိယအားကောင်းဖို့ဆိုရင်ဘာအားကောင်းမလဲတရားအားကောင်းရမယ်ယုံကြည်မှုထက်သန်မှကြိုးစားမယ်ကြိုးစားမှတတိတွေစိတ်မယ်တတိတွေစိတ်မှဆုဆိုင်တဲ့စွမ်းတည်ငြိမ်မှုဆိုတဲ့စိတ်ရဲ့စွမ်းရည်တတိရှိမယ်အဲ့ဒီကြမှာသိတယ်မြင်တယ်ဆိုတဲ့ပညာလေးကဖြစ်တယ်နော်တရားဝရိယတတိသမารိပညာဒီတရား၅လုံးကမပါလို့ရကုန်မရဘူးနော်အေးအဲ့တော့ဝေဒနာရဲ့သဘောကိုအမှန်သိရမယ်ဆိုတဲ့နေရာမှာဝေဒနာရဲ့သဘောအမှန်ကဘာလို့အနေစာဟုတ်ရဲ့လားအဲ့ဒီအနေစာမတည်တဲ့မမြဲတဲ့အကြောင်းကိုအများကြီးနားလည်အောင်ကြိုးစားရမယ်အခုဦးဇင်းဆက်ပြီးတော့ပြောရင်တာကတတိတလက်သက်ထားပြီးတော့ဝေဒနာဟာမတည်မြဲတဲ့သဘောပါပဲလို့သိအောင်လုပ်ရမှာအခုလောလောဆယ်ကဟုတ်လားအေးကျန်တဲ့အခြေအနေမှာလည်းပဲဝေဒနာရဲ့သဘာဝဟာမတည်မြဲတဲ့သဘောဖြစ်တယ်ဆိုတာကိုမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်တဲ့စိတ်တာမယဉာဏ်လေးနဲ့လည်းပဲဝေဒနာဟာမတည်မြဲဘူးလို့ကြည်ပါများစွာစဉ်းစားဆင်ခြင်ဘူးကိုလည်းလိုတယ်အဲ့ဒါလည်းပဲအထောက်အကူအများကြီးပြုနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဝေဒနာဟာမတည်မြဲတဲ့သဘာဝဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားဒေသနာတော်တွေထဲမှာအထူးသဖြင့်သလယတနာဝကတန်ယုတ်ပါဠိတော်ဝေဒနာတန်ယုတ်ထဲမှာမြတ်စွာဘုရားအများကြီးဟောထားတာရှိတယ်ဟုတ်လားဝေဒနာရဲ့သဘောတွေအများကြီးဟောတယ်အဲ့ဒီဝေဒနာတန်ယုတ်ထဲမှာဟုတ်လားအဲ့ဒီထဲမှာဦးဇင်းတို့မြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့ဝေဒနာတွေဆိုတာတဲ့ဒီမမြဲသောခန္ဓာကိုယ်ကြီးကိုကြောင်းပြုပြီးတော့ဖြစ်တာတဲ့ခန္ဓာကိုယ်ကြီးကမှမမြဲပါဘူးဆိုရင်မမြဲတာကြီးကိုကြောင်းပြုပြီးတော့ဖြစ်လာတဲ့ခံစားချက်ဝေဒနာတွေကဘယ်နည်းနဲ့မှအမြဲဆိုတာမဟုတ်ဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတာဟုတ်လားအဲ့ဒီမှာအကြောင်းမမြဲလို့အကျိုးမမြဲဘူးဆိုတာလေးကိုစဉ်းစားဖို့စဉ်းစားနည်းကလေးဒါမြတ်စွာဘုရားဟောတာဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ကိုပြီးတော့ခြေခြေပြန့်ပြန့်တွေ့ရတဲ့ဒေသနာတစ်ခုကနော်နန္တကောဝါဒသုတ်တံဆိုပြီးတော့ဦးဇင်းတို့သုတ်တံတစ်ပုဒ်ရှိတယ်ယဟန္တာရှင်နန္ဒကမထေရကဘိက္ခုနီမတွေကိုဟောထားတဲ့တရားဒေသနာတစ်ပုဒ်ပေါ့နော်အတူတူကလေးပဲဦးဇင်းတို့ပြောဖို့အချိန်ရှိတယ်ဟုတ်လားအဲ့ဒီမှာဘိက္ခုနီမတွေကိုရှင်နန္ဒကမျက်စိနာနာလျာကိုယ်စိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးဓာရ6ပါးရဲ့ယူပါယုံတတ္တယုံကန္နယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံလို့ဆိုတဲ့အပြင်အာယတနာ6ပါးအာယုံ6ပါးရဲ့နော်ဒီဇာတာကို12ပါးအာယတနာ12ပါးပေါ့နော်နောက်ပြီးတော့သူ့ဓာရသူ့အာယုံတွေ့ရတဲ့အခါမှာသုခဝိညာဉ်သောတဝိညာဉ်ခန္ဓာဝိညာဉ်ဇေဝဝိညာဉ်ကာယဝိညာဉ်မနောဝိညာဉ်လို့ဆိုတဲ့ဝိညာဏတ္တ6ပါးရဲ့သောတော်က12ပါးတဲ့ကိုခုဝိညာဏတ္တ6ပါးထည့်လိုက်တော့18ပါးဖြစ်တယ်ဟောအဲ့ဒီ18ပါးကိုကြတော့အသုံးလုံးလေးကပါတယ်တော့ဓာတ်18ပါးတဲ့ပြီးတော့ကျွမ်းကျင်တယ်နော်အေးအဲ့ဒီဓာတ်18ပါးရဲ့မတည်မြဲပုံကိုမေးဖြေပြီးတော့အသေးစိတ်ဟောပြီးတဲ့နောက်မှာအဲ့ဒီယန္တာရှင်နန္ဒကမထေရကဘိက္ခုနီမတွေကိုဘာဟောတော့ဆိုတော့ဝေဒနာတို့ရဲ့မတည်မြဲပုံကိုဟောပြတယ်ဝေဒနာတို့ရဲ့မတည်မြဲပုံကိုဟောခြင်းလို့စိုးစိုးကဝေဒနာတွေဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့မျက်စိနာနာလျာကိုစိတ်နဲ့တကွအာယုံ6ပါးရဲ့မတည်မြဲပုံကိုသူအရင်စကင်လိုက်တယ်လို့ဒါဦးဇင်းကတွေးကြည့်တာပေါ့နော်အဲ့ဒီမှာဝေဒနာရဲ့မတည်မြဲပုံကိုမထေရကဥပမာ2ချက်ပေးပြီးတော့ဟောတယ်အဲ့ဒီဥပမာလေးကတော့အရန်ကောင်းတယ်ပိဿတို့လည်းကြားဖို့ပါလေဒါပေမဲ့ဒီနေရာမှာအသုံးချရမယ်ဟုတ်လားဘာဟောတော့ဆိုတော့နှမတို့တဲ့စီမီးခွက်လေးတစ်ခွက်တောင်းနေတာကိုကြည့်ပါတဲ့မီးတောင်းနေတယ်ဆိုတော့အောက်ကစီကမီးစာကဆွဲဆုပ်တာကိုခံရတယ်ပြီးတော့အဲ့ဒီစီကိုတောက်သွားတယ်စီကလည်းအောက်ကတစ်လက်ဆက်မီးကိုကျွေးနေရတယ်ဆိုတော့စီကပါကုံနဲ့ခန်းတဲ့သဘောရှိတယ်ဟုတ်လားအဲ့လိုပဲမီးစာကလည်းမီးကအမြဲတမ်းလောင်ကျွမ်းနေတာဆိုတော့ကုံနဲ့ခန်းတဲ့သဘောရှိတယ်နော်စီလည်းပဲမတည်မြဲဘူးဖောက်ပြန်တဲ့သဘောမီးစာကလည်းမတည်မြဲဘူးဖောက်ပြန်တဲ့သဘောအဲ့လိုဆိုရင်မီးတောက်ကလေးလှုပ်နဲ့တောက်နေတဲ့မီးတောက်ကလေးကဟောဆိုတော့သူလည်းပဲမတည်မြဲဘူးဖောက်ပြန်တဲ့သဘောဘာလို့တော့မီးစာရောစီရောအစ်ကိုသူလောင်ရတယ်ဟုတ်လားစောစောကလောင်သွားတာနဲ့မီးနဲ့တခါတည်းပြီးတယ်ကြောက်တယ်ဟုတ်လားနောက်ထပ်အစ်စီနဲ့မီးစာနဲ့ကိုလောင်တဲ့မီးတောက်ကအစ်ဖြစ်တယ်
ဟုတ်လားအချိန်တိုင်းမိတော့ကအစ်အဟောင်းအပြောင်းလားပြောင်းတယ်သုံးချက်နော်မိစားစီရဲ့မိစားရဲ့မိတော့ရဲ့အဲ့ဒါကိုမထင်မြတ်ကြီးကဘာဟောတုံးဆိုတာနှမတို့တဲ့စီရလည်းမတည်မြဲဘူးဖောက်ပြန်တဲ့သဘောရှိတယ်မိစားလည်းမတည်မြဲဘူးဖောက်ပြန်တဲ့သဘောရှိတယ်မိတော့ကလည်းမတည်မြဲဘူးဖောက်ပြန်တဲ့သဘောရှိတယ်တဲ့ဒါအလွန်ရှင်းတယ်ပေါ့နော်အဲ့ဒါလို့စီရောမိစားရောမိတော့ရောမတည်မြဲပါပဲနဲ့အဲ့ဒီမတည်မြဲတဲ့အရာ၃ခုကြောင့်ဖြစ်လာတဲ့မီးရောင်ကိုကြားမှာတည်မြဲတယ်လို့ပြောရင်ဖြစ်နိုင်မလားတဲ့မီးရောင်ဟုတ်လားစီလည်းမမြဲဘူးမိစားလည်းမမြဲဘူးမိတော့လည်းမမြဲဘူးဆိုရင်တေချာပေါက်မီးရောင်ဒီမမြဲဟုတ်တယ်မို့လားသူ့ကြမှာမြဲတယ်လို့မရအောင်နော်သူဖြစ်ခဲ့တဲ့သူအခြေခံခဲ့တဲ့အကြောင်းတရားတွေမှာမမြဲဘူးဆိုသူဟာတေချာပေါက်မမြဲအဲ့ဒီဥမာတိုင်းပဲတဲ့ခံစားချက်ဝေဒနာအကောင်းဆုံးအမျိုးမျိုးဒီဒုက္ခဥပိ္ပခာဆိုတဲ့ဝေဒနာတွေဟာမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့အတွင်းအာယတနာ6ပါးအစ္စတိကာယတနာလို့သုံးတယ်နော်လူငယ်တွေနားလည်အောင်ပြောတော့ဒီခန္ဓာကိုယ်ကြီးလို့လည်းပြောလို့ရပါတယ်ဟုတ်လားအဲ့ဒီအတွင်းအာယတနာ6ပါးကြောင့်ဒီခံစားချက်ဝေဒနာတွေဟာဖြစ်လာတာတဲ့ဒါတိချာစဉ်းစားမျက်စိရှိလို့ခံစားမှုဆိုတာဖြစ်လာတာနားရှိလို့နှာခေါင်းရှိလို့လျှာရှိလို့ခန္ဓာကိုယ်မှာတွေးထိတာကိုသိနိုင်တဲ့ကာယပတ္တာကြီးရှိလို့စိတ်ရှိလို့ခံစားချက်ဆိုတာဖြစ်လာတာခံစားချက်ရဲ့အကြောင်းတရားဖြစ်တဲ့အဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့သဘာဝတွေဟာတည်မြဲတဲ့သဘောတွေလားမဟုတ်ဘူးမျက်စိမမြဲလို့မို့မျက်မှန်စွာတီးနေပဲမြင်းနေပဲမွေးရစဒီတိုင်းဆိုရင်ဘယ်အချိန်မှအပြောင်းလဲမရှိဘူးဆိုရင်ဒီလိုပြောင်းလဲသွားတဲ့အကြောင်းမရှိဘူးခက်တာလူတွေက40လောက်ကျမှပြောင်းသွားတယ်လို့ထင်ဒါအလွန်မှားဘယ်ချိန်ပြောင်းတာအချိန်တိုင်းပြောင်းတာနော်အချိန်တိုင်းပြောင်းနေတာဉာဏ်နဲ့မှမြင်နိုင်တယ်နော်40လောက်ကျမှပြောင်းတယ်50လောက်ကျမှပြောင်းတယ်ဆိုတာကပဂတိမျက်စိနဲ့မြင်ရတဲ့အပြောင်းလဲပေါ့ဟုတ်လားအဲ့ဒီကြတော့မှဟာမျက်မှန်ကြီးနဲ့ပါလားဟုတ်လားအဲ့ဒါကတော့ပဂတိမျက်စိနဲ့မြင်ရတဲ့အပြောင်းလဲပေါ့နော်ဉာဏ်နဲ့မြင်ရတဲ့အပြောင်းလဲကဘယ်ချိန်ပြောင်းလဲအချိန်တိုင်းပြောင်းတယ်ဖြစ်ကြရစပြောင်းတယ်ဟုတ်လားအဲ့ဒါပြောချင်တာကမတည်မြဲသောဒီအတွင်းအာယတနာ6ပါးကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ဝေဒနာတွေဟာတေချာပေါက်မတည်မြဲဘူးလို့အဲ့လိုမျိုးဟောတာဟုတ်လားအကြောင်းမမြဲရင်အကျိုးမမြဲဘူးပေါ့ဆိုလိုတာကဒါကပထမပေးတဲ့ဥပမာပေါ့နော်နောက်ဦးဇင်းတို့ဒုတိယပေးတဲ့ဥပမာကဘာလို့ဆိုတော့နှမတို့တဲ့တစ်ပင်ကြီးတစ်ပင်ကိုကြည့်ပါတဲ့အဲ့ဒီတစ်ပင်ကြီးရဲ့အမြင့်ဟာလည်းမတည်မြဲတဲ့သဘောရှိတယ်။ဖောက်ပြန်တဲ့သဘောရှိတယ်။ပင်စီဟာလည်းမတည်မြဲတဲ့သဘောဖောက်ပြန်တဲ့သဘောရှိတယ်။အခက်အလက်ဟာလည်းမတည်မြဲတဲ့သဘောဖောက်ပြန်တဲ့သဘောရှိတယ်။ဟောသုံးမျိုးပြောတယ်နော်အမြင့်ရဲ့ပင်စီရဲ့အခက်လက်ရဲ့အာမတည်မြဲဘူးဆိုတာပေးတဲ့တော့ပဂရိမျက်စိနဲ့တော့မမြင်ရဘူးတစ်ပင်ကြီးအခုကြည့်လေဒီပုံစံတော့ကြာကြည့်လေဒီပုံစံတော့ထင်ရတယ်။ဒါပေမဲ့အခက်လက်တွေကတော့မိုးကနဲ့ဆောင်းကတွေကအပြောင်းလဲလေးတော့ဖြစ်ရင်ကိုပဲပုံပြောင်းသွားတယ်ဆိုတာသိရတယ်။ဒါပေမဲ့ကျန်တဲ့အမြင့်တွေပင်စီတွေလည်းတကယ်တမ်းကတော့အမြဲတမ်းပြောင်းလာတယ်မျိုးစီဘဝလေးကနေအညွန့်ညောင်လေးဖြစ်လာတဲ့အနေအထားနဲ့ဒါကြီးဖြစ်သွားတာပဲလေဟုတ်တယ်မဟုတ်လားဒါတက်နေတဲ့အချိန်မှာတော့လေတက်တဲ့အနေနဲ့မပြောင်းလဲနေတယ်ပေါ့ပြီးရင်လည်းပြန်ကျပြီးတော့ဒါသေသွားအောင်ပါပဲအဲ့တော့အမြဲတမ်းကိုပဂတိမျက်စိနဲ့မြင်လို့မရတဲ့အတွင်းမှာပြောင်းလဲနေတဲ့ပြောင်းလဲမှုကတော့အကြီးအကျယ်ဒလဆက်ရှုပ်ရှက်ခတ်နေအောင်အမြဲတမ်းရှိနေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်အမြဲလည်းမမြဲဘူးပင်စီလည်းမမြဲဘူးအခက်လည်းမမြဲဘူးအဲ့ဓာတွေမမြဲပါပဲနဲ့အဲ့ဓာတွေကြောင့်ဖြစ်ပေါ်လာတဲ့အရေးကိုကြမှာမြဲတယ်လို့ပြောရင်သဘာဝကြမလားတဲ့ဟောအရေးလို့လာတယ်နော်သောသောကမီးရောင်အခုကတော့ဘာတော့အရေးနော်စီရဲမီးစားရဲမီးတော့ရဲအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့မီးရောင်အမြင့်ရဲပင်စီရဲအခက်လက်ရဲကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့အရေးဟုတ်လားအေးအဲ့ဓာတွေမမြဲဘူးဆိုလို့ရှိရင်ဝေဒနာတွေဟာလည်းပဲယူပါယုံတတ္တယုံကန္တယုံရတ္တယုံဘုဒ္ဓဘာယုံဓမ္မယုံလို့ဆိုတဲ့အာယုံ6ပါးအဲ့ဒီအာယုံ6ပါးကြောင့်ဖြစ်တယ်တဲ့အဲ့ဒီအာယုံ6ပါးလည်းမမြဲဘူးတော့ဒီနေ့မှာဦးဇင်းတို့တတိထားတတိလေးတစ်ချက်ထားကြည့်နော်စောစောကယစီနာနာတရားကိုစိတ်ကြောင့်ဝေဒနာဖြစ်တယ်လို့ပြောတယ်နော်အခုဘယ်လိုပြောကြမလဲတော့အာယုံ6ပါးကြောင့်ဝေဒနာဖြစ်တယ်လို့ပြောတယ်နော်တူသလားတူဒါကစုံအောင်ပြောလိုက်တဲ့သဘောပဲသဘောပေါက်ရလားဗျာအေးအဲ့လိုဆိုရင်မတည်မြဲသောအာယုံ6ပါးကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်ဝေဒနာတွေတေချာပေါက်မတည်မြဲဘူးလို့အဲ့ဒါကိုနားလည်ရမယ်ဒါကဦးဇင်းတို့နန္ဒဘောဝါဒသုတ္တမှာလာတဲ့အနေချုပ်လေးပေါ့ဟုတ်လားအေးအဲ့တော့ပြောချင်တာကဒီအခက်ခဲလို့ထင်ထားတဲ့ဝေဒနာတွေဟာတကယ်တမ်းကအလောမှာတော့နားလည်မှုရှိအောင်လုပ်ရမယ်နော်သူတို့ရဲ့သဘာဝကိုဘယ်အတိုင်းတာထိနားလည်တယ်ဘယ်လောက်ထိတိတိကျကျမြင်ထားတယ်လေသူတို့ရဲ့အမှန်သဘာဝကိုမြင်တယ်ဆိုတာသူတို့ရဲ့အနိစ္စဖြစ်တဲ့အနေအထားကိုမြင်တာကိုပြောတာဟုတ်လားအဲ့ဒီအနေအထားကလည်းပဲ
နော်မြင်မုံမြင်နီးချင်းလည်းပဲတယောက်နဲ့တယောက်လည်းတူမှာတော့မဟုတ်တော့အိဋ္ဌာကိုမြင်တဲ့နေရာမှာသူ့ရဲ့ဉာဏ်ပညာသတိဝိရိယသမာဓိထက်မြက်မှုပုံမှာမူတည်ပြီးတော့အကျဲအစိတ်အနုအကျမ်းအရှင်းအနုအမျိုးမျိုးတော့မရှိနိုင်ဘူးလားရှိနိုင်တယ်နော်အဲ့ဒါကိုမြင်ရင်မြင်တဲ့လောက်ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့ကိုယ်မှာကိလေသာဖြစ်မှာမဟုတ်မမြင်တဲ့လောက်ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့ကိလေသာဖြစ်လိမ့်မယ်ဒါကြောင့်ကိုယ်ကဒုက္ခဝေဒနာဖြစ်လာပြီဆိုရင်ဒါကြီးကလာပါကြီးဒါကြီးကိုဖယ်ခြင်းလိုက်ဒါကြီးပျောက်သွားရင်ကောင်းပါဆိုတဲ့မျှော်လင့်ချက်မျိုးမထားရဒါအကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာတဲ့သဘာဝဒါငါနားလည်အောင်လုပ်ရမယ့်သဘာဝဒါငါဖြတ်သန်းသွားရမယ့်သဘာဝလို့နားလည်ကြော်လွှားသွားလို့မရဘူးဖြတ်သန်းသွားရမှာဆိုရပါစို့ဒီကနေရန်ကုန်လမ်းလျှောက်သွားပဲဆိုရင်တော့ဘယ်လိုလမ်းပဲဖြစ်ဖြစ်ဒါဒီလမ်းမှာရှိရတော့အကုန်လုံးဖြတ်သန်းသွားရမှာပဲလေဒါဟိုနားကျမှငါတမိုင်လောက်ကြော်သွားလိုက်ခြင်းလေဆိုလို့ရမှာမဟုတ်ရဲ့လားအလုပ်သွားမှာတော့များဖြတ်သန်းသွားရမယ်နော်နားလည်မှုနဲ့ဖြတ်သန်းသွားရမယ်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒီသဘာဝတွေဒီအခက်အခဲတွေကိုကိုယ်ကကြော်လွှားနိုင်ဖို့ဆိုလို့ရှိရင်နော်ဝရိယလည်းပဲထက်ထက်တန်တန်ထားဖို့လိုတယ်နော်မြတ်စွာဘုရားဘယ်လိုဟောတာတော့ကာမန္တဇောဇာနာရုဇာအဋ္ဌိဇာဝါတိတတုတတိတွေဥပတုတ္တုမန္တလောဟိတံနော်အကျိုးပဲကြံ့ကြံ့မစီအယိုးပဲကြံ့ကြံ့မစီနော်အရည်ပဲကြံ့ကြံ့မစီအသားတွေအသွေးတွေခန်းကျင်ခန်းသွားပါစီဟုတ်လားတကယ်လို့သာယောက်ျားတို့ရဲ့အစွမ်းလုံးလားနဲ့ကြိုးစားအထုတ်လို့သာရနိုင်မယ်ဆိုရင်အဲ့ဒီအရာကိုမရမချင်းငါဘယ်တော့မှမလျှော့ဘူးဆိုတဲ့လုံလဝရိယမျိုးထားရမယ်လို့ခေါ်တာဟုတ်လားယန္တံပရိသထာမိနပရိသဝရိယနာပရိသပရကမေနာနပတ္တဗံအပ္ပပုနိတဝဝရိယတတန်ဌာနဘောဟိတတိနော်လုံးလို့သာရနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုမရမချင်းမလုံးမယ်ဟုတ်လားနော်အရေးအကျော်အယိုးကျွင်းကျင်ကျွင်းပါစီအသားအသွေးခန်းကျင်ခန်းတော်ပါစီတဲ့အင်္ဂါ၄ချက်နဲ့ညီတဲ့ဝရိယဆိုဒီလိုဟောနော်အရေးရယ်အကျော်ရယ်အယိုးရယ်ကျွင်းကြံပါစီအသားအသွေးခန်းကျင်ခန်းတော်ပါစီဇုံမတရားအထုတ်လို့အသားသွေးတွေခန်းသွားတယ်လို့တော့မကြားဘူးပါဘူးဟုတ်လားနော်နည်းနည်းလေးလောက်ကိုခက်နေတာနဲ့ကိုပဲကိုကဘာဖြစ်တော့လက်ကလျှော့ရင်းနေတာဟုတ်လားဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လောက်ရမှာပဲတကယ်တမ်းကဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်တော်ပေါင်းသူတော်ကောင်းတို့ပြင်းထန်တဲ့ဇွဲလုံးလဝရိယနဲ့တထက်တန်တန်ကြိုးစားအထုတ်မယ်ဆိုရင်ဝေဒနာတွေရဲ့သဘောကိုသူဟာအနေဆပဲမတည်မြဲတဲ့သဘောပဲဆိုတာကိုအမှန်သိလာပါလိမ့်မယ်ဒါပေမဲ့ကိုကအဲ့လိုအမှန်သိကျင်တယ်ဆိုရင်တကယ်တမ်းကဘာရှိအောင်တတိနော်အဓိကတတိကတော့သူကအဓိကဇတ်ဆောင်လို့ဦးဇင်းကပြောရင်ဟုတ်လားဒီတတိနဲ့ဒလဇတ်ကြည့်နေမှသူ့တဘာဝကိုနားတယ်မှာတော့စဉ်းစားဆင်ခြင်ပြီးတော့သိတဲ့အတိမျိုးနဲ့မတူဘူးနော်ဘောပေါက်ရဲ့လားဒါရိုက်သူ့ကိုသိနေအောင်ကြိုးစားရင်းနဲ့သူ့တဘာဝကိုနားလည်မှနော်ကိုယ်တိုင်နားလည်ရရောက်တယ်နော်အတွေးတွေနဲ့သိတာမျိုးကိုဆိုလိုတာမဟုတ်လားဒါကြောင့်ဒီဒုက္ခဝေဒနာတွေနဲ့ပြောလို့ရှိရင်ပြောစရာကမကုန်ဘူးဟုတ်လားနောက်နေ့မနေ့မှဆက်ပြီးတော့ဒီဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ပြောကြည့်ကြသေးတာပေါ့ဟုတ်လားအခုတော့အချိန်ကနည်းနည်းတောင်လွန်သွားပြီနော်တရားထုတ်ဖို့အချိန်လေးနည်းနည်းနည်းသွားပြီဟုတ်လားဒါပေမဲ့လို့ဒီလိုလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့နော်နားလည်မှုရှိဖို့သိခံနိုင်ဖို့နဲ့ပတ်သက်ပြီးတော့ပြောပြတဲ့တရားစကားတွေကလည်းပဲနားထောင်ဖို့လိုအပ်တယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်လားအေးဒါကြောင့်အလုံးတော်ပြည်သက်ပေါင်းသူတော်ကောင်းတို့ထက်တန်တဲ့ဇွဲလုံးလဝရိယနဲ့မိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာသဘာဝတွေရဲ့အပေါ်မှာတော့တတိထားခြင်းဆိုတဲ့လုပ်ငန်းစဉ်ကိုနော်ကြိုးစားအထောက်ကြရအောင်နော်။ကဲဆိုရအောင်တိယမငါမကြံရအောင်လုံးဝဆုံးလင်းအကုန်မြင်သဗ္ဗညံတော်စွမ်းဒီတိတိတရားမြားပြား၌ဟောတာစပွဲဤသွေသွေကိုခြေလေဆုံးလင်းအကုန်မြင်သဗ္ဗညံတော်စွမ်းဒီကျွတ်ထိုက်ကြပြီယာဝေနေဟိန္ဒေစရိုက်သူ့အကြိုက်ကိုနိုင်ချိုးဆုံးလင်းအကုန်မြင်သဗ္ဗညံတော်စွမ်းဒီဉာဏ်တော်စွမ်းပကားဤသုံးပါးကြောင့်အများဝေနေကျွတ်လို့စေဖို့မနေမနာတတ္တဝါဖြင့်ကြီးမားလေပြီး80ပြည့်၍ပရိနိဗ္ဗာန်စံသည့်တိုင်အောင်တေယူဆောင်ဘုံကောင်းငါတို့ဖျားသည်ဣလေကင်းစင်ဒုစွာမြင်၍ရှင်းစဉ်ပြည့်စုံနိဗ္ဗာန်ဘုံကြွ
လောကကုန်သည်သူမရှိဆုံးမတတ်လူနတ်တို့ဆရာသစ္စာဟောဖို့ဘုန်းတော်ကြီးမှာဤကိုပါသည်ဖျားမြတ်စွာဂုဏ်တော်သည်ဟာနေတုစွာမြတ်တတော်တို့ချမ်းသာဒုက္ခတို့တိုင်းရ၍ဒုက္ခယံပေကင်းစင်ဝေရေကြပါစေငါနေတုစွာမြတ်တတော်တို့ချမ်းသာဒုက္ခတို့တိုင်းရ၍ဒုက္ခယံပေကင်းစင်ဝေနေကြပါစေငါနေတုစွာမြတ်တတော်တို့ချမ်းသာဒုက္ခတို့တိုင်းရ၍ဒုက္ခယံပေကင်းစင်ဝေနေကြပါစေရိုးတိုင်းသဘောအကျော်ရစ်ပါအသာကမြုပ်ရေသူရေပါဩထားသောခန္ဓာကိုယ်ပါတကားဖြစ်စေနိုင်အားတန်ဆာငါဖြင့်ဖုံးထားရဖို့အကြောင်းစုံကိုဉာဏ်မျက်ရှိကင်းမမြင်ခြင်းကြောင့်သာမြင်ရပါမူကားအနာဂတ်ပင်မခံခြင်းစရာကိုယ်ကောင်းပါတကားဤခန္ဓာကိုယ်မြတ်ဘုံမို့ကြီးညိုလူရမဤဖျားဖျားမရင်တထိုင်တွင်အနေပူဇော်ပါဤဖျားဆရာသမားအရိယာများကိုပြမမိသမျှတောင်းပန်သာဝန်ချကြောပါဤဖျား